သိုလ်ကောင်းမှုဆိုတာလောက်ရမယ်ကုသိုလ်ကောင်းမှုဟာဘယ်နည်းနဲ့ပဲဖြစ်ဖြစ်ကိုယ်တဏ္ဍာမှာကုသိုလ်ဖြစ်အောင်ကြိုးစားဘာကြောင့်ကြိုးစားရတယ်လဲဆိုလို့ရှိရင်ကုသိုလ်ဟာချမ်းသာဒုက္ခကိုပေးနိုင်တာဖြစ်တယ်လောကလူတွေလိုချင်တာဘာလိုချင်တာတုံးဆိုရင်ချမ်းသာဒုက္ခလိုချင်ချမ်းသာမှုကိုလိုချင်အေးပြောကြလိမ့်မယ်ချမ်းသာဒုက္ခလိုချင်တာမဟုတ်ပါဘူးပိုက်ဆံလိုချင်တာပါလို့ပြောကောင်းပြောလိမ့်ပိုက်ဆံကဘာအတွက်တုံးလို့မေးလို့ရှိရင်ပိုက်ဆံရတော့သုံးရတယ်စားရတယ်လိုချင်တာတွေရတယ်ဆိုအဲ့ဒီလိုချင်တာရမှုဆိုတဲ့ချမ်းသာကိုပဲမျှော်လင့်တာပါတကယ်ကတော့အဲ့ဒါကြောင့်နောက်ဆုံးအနှစ်ချုပ်လိုက်တဲ့အခါမှာချမ်းသာဒုက္ခကိုလိုချင်ကြတာကြီးပဲအဲ့ဒီချမ်းသာဒုက္ခကိုဘယ်သူကပေးနိုင်တုံးလို့ဆိုကုသိုလ်ကံကမှပေးနိုင်တယ်အမေဖေကပေးတဲ့ချမ်းသာဒုက္ခအမေကပေးတဲ့ချမ်းသာဒုက္ခအဖေကပေးတဲ့ချမ်းသာဒုက္ခဘိုးဘွားဆွေမျိုးတွေကပေးတဲ့ချမ်းသာဒုက္ခဆိုအနည်းငယ်လေးလောက်ပဲရှိနော်ဘဝတစ်ခုတည်ဆောက်နိုင်လောက်အောင်အင်အားမရှိဘူးကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာကံကံ၏အကျိုးကိုသိမြင်ခြင်းဆိုတဲ့အသိဉာဏ်ရှိဖို့လိုအပ်တယ်စိတ်အားထက်သန်မှုဆန္ဒပြင်းပြမှုဒေါနဝိရိယရှိမှုဆိုတာတွေလိုအပ်တယ်စိတ်ထက်တိမှတ်မှုဆိုတာတွေလိုအပ်တယ်အဲ့ဒါတွေနဲ့လုံးဝကုသိုလ်ကောင်းမှုဆိုတာပြည့်ပြည့်ဝဝရနိုင်တာမျိုးဖြစ်တယ်မောဒါကြောင့်မို့ဘာကုသိုလ်ပဲလုပ်လို့ကုသိုလ်ဆိုတာသူခောပုံညတ္တဥစ္စယောလို့ဆိုတဲ့အတိုင်းကုသိုလ်ကောင်းမှုတွေကိုယ်တဏ္ဍမှာများပြားလာလို့ရှိရင်ချမ်းသာဒုက္ခရလာတယ်လူဘဝမှာကြည့်